ไม่สุดยาอารมณ์แบบเหมือนกับว่าที่นี่กับกระเทกามยามาเผาติโกอัลลังซาอัมไม่ซาเทนิเลโกจุนที่นี่ตินสเปดอมาพิปายเนาะที่กับกระเทโกไม่สุดยาที่เรามียามาเผาอัลลังซาลีติโกตรงเช่นเดียวกันยามาซาที่เรามีปีเอาเปล่าเราอยากมาเลยสุราโกจุนที่นี่ตินสเปดอมาพิปายเนาะเปล่าเราอยากมาเลยสุราโกไอ้อุศงที่เซฟฟอนเล็กที่เซฟฟอนเล็กโกเชียมาพิปายเนาะที่เซฟฟอนโกไม่ชิวส่วน Play Store เทมาตัวชาลูยาวายเนาะที่ Play Store เทมาบ่เนาะที่ Play Store เทมาเซฟฟอนที่เรามีจีเลยบ่เนาะเซฟฟอนสุราโกจีเลยบ่เนาะแต่ว่าที่พอส่งหาบ่จุนออนไลน์ก็ได้สิ่งที่เราบ่เนาะจุนก็ install ติงที่เราว่าบ่เนาะก็เวลาเราอยากมาเลยสุราโกที่เซฟฟอนได้กูဝင်လိုက်บ่เนาะจะဝင်ပြီးတော့လို့ရှိရင်ခဏလေးเนาะဒီမှာเนาะဒီလိုမျိုးကိုကြာလာမှာဖြစ်ပါတယ်เนาะမဆိုများဖုန်းထဲမှာကျတော့ဒီလိုမျိုးကိုဒီလိုမျိုးစာမျက်နှာကိုရောက်မှာဖြစ်ပါတယ်เนาะဒီထဲမှာဝင်ပြီးတော့လို့ရှိရင်အောက်ကိုနည်းနည်းဆွဲလိုက်ပါเนาะကဲဆွဲလိုက်ပါเนาะဒီထဲမှာကျတော့အများကြီးရှိထားပါတယ်เนาะကိုကျင်းတက်တဲ့ပလောင်တွေကိုရေးလိုက်ပါเนาะဒီမှာဒီမြန်မာဖောက်ကိုရေးမယ်ဆိုရင်ဒီညာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါကြောင့်မြန်မာဖောက်အကုန်လုံးမြန်မာဖောက်နေပြီပဲเนาะကိုကျင်းတက်တဲ့ပုံစံလေးကိုရေးလိုက်ပါเนาะဒီဟာကိုခဏလေးကြည့်လိုက်ပါเนาะဒီမှာเนาะတို့ပြလာမှာဖြစ်ပါဒါကမြန်မာကိုတိတ်လို့ပြီးတော့ပြီးတဲ့ဟာကိုလိုက်ရွေးလိုက်ပါเนาะဒီထဲမှာကျတော့အများကြီးရှိထားပါတယ်เนาะကိုကြိုက်မဲ့ဟာကိုရွေးလိုက်ပါเนาะဒီမှာဒါလည်းနည်းနည်းကောင်းတာပါကိုကြိုက်တဲ့ဟာကိုရွေးလိုက်ပါเนาะဒီဟာကိုဒီဖောင်ကိုကြိုက်ရဆိုရင်ဒီနေရာလေးကိုဒီစာစိမ်းအောင်လေးကိုတစ်ချက်နှိပ်လိုက်ပါเนาะဒီနှိပ်ပြီးတော့လို့ရှိရင်ဒီလိုမျိုးပေါ်လာဖြစ်ပါเนาะပေါ်ပြီးတော့လို့ရှိရင်ဒီနေရာလေးကို download ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနှိပ်ပြီးတော့လို့ရှိရင်ရပါပြီเนาะဒီလိုမျိုးကိုပေါ်လို့ရှိရင်ဒီအမှန်ချစ်ကိုနောက်ထပ်တစ်ချက်ပြန်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီအပေါ်ချောင်းကိုနှိပ်လိုက်ပါเนาะဒီအပေါ်ချောင်းတစ်ချက်ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီနေရာလေးပေါ့เนาะဒီနေရာလေးတစ်ချက်နှိပ်နောက်ပြီးတော့တစ်ချက်ပြန်နှိပ်ပေါ့เนาะဒါဆိုရင်ရပါပြီเนาะကိုရဲ့ဒီကပ်ကတ်တဲ့ကိုဝင်လိုက်ပါเนาะကဲဝင်ပြီးတော့လို့ရှိရင်ဘယ်လိုလုပ်ရမှာလဲဆိုတာကိုကျွန်တော်ပြပြမှာเนาะခဏလေးเนาะကဲမိတ်ဆွေများဝင်လာပြီးတော့လို့ရှိရင်ကိုရေးချင်တဲ့ဟာကိုရေးလိုက်ပေါ့เนาะခဏရကျွန်တော်ရေးပြမှာပေါ့เนาะရေးပြီးတော့လို့ရှိရင်ဒီအောက်ဟာပေါ့เนาะဒီညာလေးပေါ့เนาะဒီမှာဒီဖောက်ဆိုတာလေးကိုနှိပ်လိုက်ပေါ့နှိပ်ပြီးတော့လို့ရှိရင်ဒီမှာပေါ့เนาะဒီမှာဖောက်ဆိုတာလေးကိုနှိပ်လိုက်ပေါ့เนาะနှိပ်ပြီးတော့လို့ရှိရင်ဒီနေရာလေးကတော့မိတ်ဆွေများဖုန်းထဲမှာကျတော့ဒီဖောက်ကိုတစ်ခါမှမထည့်သေးဘူးဆိုရင်ဒီနေရာလေးမှာပါမှမရှိသေးဘူးပေါ့เนาะဒီအပေါင်းပုံစံလေးကိုရှိရပြပါတော့ဒီအပေါင်းပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပေါ့เนาะနှိပ်ပြီးတော့လို့ရှိရင်ဒီအောက်ဟာပေါ့เนาะ my font ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီမိတ်ဆွေများဖုန်းထဲမှာကျတော့နှိပ်ပြီးတော့လို့ရှိရင်ဒီလိုမျိုးကိုရောက်တာဖြစ်ပါတယ်เนาะဒီလိုမျိုးပေါ်လို့ရှိရင်ဒီအပေါ်ဆုံးပေါ့เนาะဒီမင်းတုံးချောင်းလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်အောက်ဆုံးဟာပေါ့ဒီမှာเนาะဒီ set font ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါเนาะနှိပ်ပြီးတော့လို့ရှိရင်ဒီမှာเนาะဒီ font ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီမှာเนาะမြန်မာဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ဒီမှာเนาะကိုတောင်းဆွဲတဲ့ဟာလေးကိုအကုန်လုံးဒီထဲမှာရောက်လာမှာဖြစ်ပါတယ်เนาะကိုကြိုက်နေတဲ့ဟာလေးကိုနှိပ်လိုက်ပါเนาะအကုန်လုံးနှိပ်နေရပါဒီအောက်ဆုံးဟာကိုကျွန်တော်နှိပ်ပြအောင်ဒီတခုရွေးလိုက်ပါเนาะကျွန်တော်ကဒီဟာရွေးကြည့်ပါဦးเนาะအခရာရိုးရာဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်မယ်ဒီမှာเนาะဒီအခရာရိုးရာဆိုတာကိုရောက်တာဖြစ်ပါဒီဟာကိုမကြိုက်ဘူးနောက်ထပ်တစ်ခုကိုပြောင်းမယ်ဆိုရင်ဒီအပေါင်းလေးပဲပြန်နှိပ်လိုက်ပါเนาะနှိပ်ပြီးတော့လို့ရှိရင်ခုနအတိုင်းပဲပါเนาะပြန်နှိပ်မှလည်းကျွန်တော်အတစ်ပြန်တွားယူပြမှာပေါ့เนาะနောက်တစ်ခုကိုတွားဒီဟာပေါ့เนาะကျွန်တော်ဒီဟာကိုစမ်းကြည့်မှာပေါ့เนาะဒီဟာကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ကြော်ညာလေးကတော့နည်းနည်းကြည့်ရမှာဖြစ်ပါတယ်เนาะဒါလေးပါပဲထပ်နှိပ်လိုက်ပါနှိပ်ပြီးတော့ရှင်ဒီကပ်ကတ်ထဲကိုဝင်ကြည့်လိုက်ပါเนาะဒီမှာเนาะဒါပေမဲ့
ခုနဟာကျွန်တော်နည်းနည်းရှာရတာပေါ့ဒီမှာနော်ဒီဟာလည်းမဟုတ်ခုနကျွန်တော်ဆွဲတဲ့ဟာကတော့ဒီအောင်နော်ဒီမှာဒီဟာကိုကျွန်တော်နှိပ်ကြည့်မှာမြန်မာဖောက်ပြီးလားမပြီးလားဆိုတော့ဒီမှာနော်နော်ကိုချိန်နေတဲ့ဟာလေးကိုရွေးလိုက်ပါနော်ဒီမှာနော်ဒီလိုမျိုးပါပဲမိတ်ဆွေများကိုတုံးချင်မဲ့ဟာလေးတွေကိုရွေးလိုက်ပါဒီထဲမှာကျွန်တော်အများကြီးထည့်ထားတာပါတယ်နော်ဒီထဲမှာကျွန်တော်ကိုချိန်နေတဲ့ဟာလေးကိုအများကြီးရှိထားပါတယ်နော်ဒီအောက်ဟာလည်းရပါဒီအောက်ဟာလည်းအတူတူပါဒါပေမဲ့မြန်မာလိုကျွန်တော်မပေါ်ဘူးเนาะအင်္ဂလိပ်လိုပဲပေါ်နေတာပေါ့နော်ဒီနေရာလေးကိုချက်နေတဲ့ဟာလေးကိုရွေးကြည့်လိုက်ပေါ့နော်ကဲကျွန်တော်ရွေးကြည့်ပါဒီမှာနော်ကဲဒီလိုမျိုးပဲနော်ဒီအမှချစ်ခုနှိပ်လိုက်ပါဒီအပုံဆုံးချောင်းကိုရွေးလိုက်ပေါ့နော်ကဲဒီလိုမျိုးပဲနော်ပြန်ထွက်လိုက်ပေါ့နော်ဒီကပ်တဲ့ကိုဝင်ကြည့်လိုက်နော်ဒီထဲမှာဒီအပေါင်းလေးကိုနှိပ်လိုက်my font တဲ့ကိုနှိပ်လိုက်ပေါ့နော်နားလည်းသူချက်ချင်းတော့မပေါ်တော့ကိုရဲ့ line ကိုကောင်းလဲသူချက်ချင်းပေါ်တာပေါ့နော်ဒီလိုမျိုးကတော့ကိုချက်နေတဲ့ဟာလေးကိုရွေးလိုက်ပေါ့နော်မြန်မာဖောက်တော့မြန်မာဖောက်ထဲတာဒီလိုမျိုးပဲနော်ကိုချက်နေတဲ့ဖောင်းလေးကိုရွေးလိုက်ပေါ့နော်ဒီမှာတော့မြန်မာဖောက်ကဒီလိုမျိုးပဲထဲတာဖြစ်ပါတယ်နော်ဒီလိုမျိုးဖောက်တွေကိုမိတ်ဆွေများတို့ထည့်ကြည့်ပါပါနော်ဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်เนาะမိတ်ဆွေများတို့ဒီဗီဒီယိုကိုအကျိုးရှိနေရဆိုရင်ကျွန်တော် channel မှာ like and share လေးကိုနှိပ်တော့ပြီးခဲ့ကြပါဦးလို့တောင်းဆိုချင်ပါတယ်เนาะ